မင်္ဂလာပါမြန်မာနွယ်ကကြိုဆိုပါတယ်ဒီနေ့တော့မြန်မာအသက်တွေအကြောင်းကိုပြောပြမယ်နော်အသက်ဆိုတာဘာလဲဘာကြောင့်အသက်လို့ခေါ်တာလဲဆိုတာစဉ်းစားကြည့်ဘူးကြပါသလားမြန်မာစာရေးသားရာမှာအသက်ဆိုတဲ့ရေးထုံးတစ်ခုရှိပါတယ်ပြီးနဲ့ရောနေတဲ့တရကိုတတ်ထားတာမလို့အသက်လို့ခေါ်ပါတယ်အသက်ကိုကြီးရဲ့အထက်မှာတကွန်လွှားထားတဲ့အသက်တေကေတနဲ့ဖော်ပြလိရှိပါတယ်မြန်မာစာမှာမူလပြီးတန်တရတန်ပြီးတွေးတန်တွေနဲ့မတူတဲ့အတန်ကိုရဖို့အသက်ကိုအသုံးပြုခဲ့ကြခြင်းဖြစ်ပါတယ်ဥပမာအပြီးနဲ့ကပြီးကိုပေါင်းပြီးတော့ဖတ်ရင်အကဆိုတဲ့အတန်ကိုရပါတယ်ဒါပေမဲ့ကပြီးပေါ်မှာတကွန်လွှားထားတဲ့အသက်သင်္ကေတလေးတင်လိုက်တဲ့အခါကပြီးမှာရောနေတဲ့တရတန်ကိုတက်လိုက်တာဖြစ်လို့ကလို့ပြပြတတ်ထွက်လို့မရတော့ပါဘူးဒါကြောင့်ရှေ့ကအပြီးနဲ့နောက်ကတရကိုတက်ထားတဲ့ကတက်ပေါင်းပြီးတော့အဆိုတဲ့အတန်သစ်ရလာပါတယ်ဒါကတော့အသက်တန်ဘလို့ဖြစ်လာတယ်လဲဆိုတာကိုဥပမာအနေနဲ့ရှင်းပြခြင်းဖြစ်ပါတယ်မျက်မှောက်ခေတ်မြန်မာစာမှာအသုံးပြုရေးသားနေတဲ့မြန်မာအသက်10ပါးရှိပါတယ်အဲ့ဒါတွေကတော့ကသက်ငသက်စသက်ညသက်ညကလေးသက်တသက်နသက်ပသက်မသက်နဲ့ရပ်ပလက်သက်တို့ဖြစ်ကြပါတယ်ရှေးတုန်းကမြန်မာအသက်10ပါးဟာကသက်ငသက်စသက်ညသက်တသက်နသက်ပသက်မသက်ရပ်ပလက်သက်နဲ့ဝသက်တို့ဖြစ်ပါတယ်မျက်မှောက်ခေတ်မှာတော့အသုံးနည်းတဲ့ဝသက်အစားအသုံးများတဲ့ညာလေးသက်ကိုထည့်ပြီးတော့အသက်10ပါးလို့သင်ကြားရပါတယ်။ကဲဒါဆိုမြန်မာအသက်တွေအကြောင်းကိုသိကြပြီနော်။တခြားသူတွေလည်းသိသွားအောင်ဒီဗီဒီယိုလေးကို like and share လုပ်ပေးလိုက်ကြပါအောင်နော်။မြန်မာနွေ YouTube channel လေးကိုလည်း subscribe လုပ်ထားဖို့မမေ့ကြပါနဲ့နော်။အဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုလေးမှာပြန်ဆောင်ကြမယ်နော်။